ဒါလေးကတော့အတီးတယောက်ကလက်ဆောင်ပေးထားတယ်ပုံဝါလေးမှာပါတယ်ပန်းလေးပေါ့နော်ဒီပန်းလေးကတော့ဒါကန်းကော်ပန်းလေးသူထိုးပေးတာတကယ်ကိုမှပန်းလေးမသိအစစ်ကြနေရပဲတကယ်ကိုမှလိုက်ရမြောက်တယ်ဒါလေးကကျတော့ခေပွင့်လေးပေါ့နော်တော်တော်လေးကိုလာတယ်အပြင်မှာဆိုပို့ပြီးတော့လာတယ်ပြီးမှအရွက်ကလေးထိုးထားလဲသူတကယ်ကိုအနုစိတ်တယ်ဒါလေးကတော့ကျွန်တော်ဘာပန်းလဲမသိဘူးသူလည်းတော်တော်လာရဲကျွန်တော်စိတ်မန်းလိုမျိုးอ่ะထင်တာပဲစိတ်မန်းပွင့်လို့ထင်တာပဲပေါ့နော်တော်တော်လေးလာတယ်ကျွန်တော်အကိုင်းလေးထိုးထားတယ်ဒါလေးကတော့နင်းစီပန်းလေးကိုထိုးတာပေါ့နော်နင်းစီပူလေးနောက်တစ်ပွင့်ဒီကောင်လေးကကြာတော့လေကျွန်တော်ဘာပန်းမှမသိဒါပေမဲ့တော်တော်လေးလာရပေါ့နော်ဒါလေးကကြာစိမ့်ပုံလေးဒါလေးကလည်းကနမာပန်းလိုမျိုးလေးနေပါပေါ့နော်တော်လာရချစ်စရာလေးသူတီထွင်ဖန်တီးတတ်တယ်ပေါ့နော်တော်တော်လေးလာတယ်